မှန်သမားရဲ့ဒုက္ခကလေအစားလေးကောင်းကောင်းစားလို့မရဘူးဒီလိုမျိုးဟော့ပေါ့စားရင်တော့မှမျက်မှန်အငွေးရိုက်တာနဲ့ဒီအပိုင်းတစ်ဆက်သိမ့်မယ်မျက်မှန်မပါဘဲနဲ့စားမယ်ဆိုတော့လေမျက်လုံးကန်းနေတော့ဘာမှမမြင်အဲ့ဒါနဲ့ပဲဒီမျက်မှန်ကိုတုတ်လိုက်ချွတ်လိုက်စားလိုက်နေပဲဘလို့မှအဆင်ပြေမနေဘူးပြင်သွားမယ်ဆိုရင်လေလှကျင်တော့လူကမျက်ကပ်မှန်ပြေးတတ်ရသေးတယ်မျက်မှန်ပါရင်တရုပ်မျက်မှန်မပါရင်တရုပ်ပါဆိုမှဒီကြားရင်မျက်မှန်ကိုအလှတက်တာလားလို့မေးတဲ့သူတွေရှိကြသေးတယ်ဒုက္ခတွေကတော့မျက်မှန်သမားတွေပဲနားလေလိမ့်မယ်ဒီစနေကျော်လောက်ခံစားလာရတဲ့ဒုက္ခတွေကိုဒီနေ့ကတော့လုံးဝတီးမခံနိုင်တော့အဲ့နဲ့တို့က online မှာဟိုရှာဒီရှာနဲ့ online research data လုပ်ပြီးတော့ဒီနေ့ကတော့မျက်လုံးလေစာပြစ်တာစုံစမ်းမှုအတွက် INCC ISIS Center ကိုရောက်နေပါတယ်။လုံးလေစာပြစ်တယ်ဆိုတာလည်းလှုပ်ချင်တိုင်းလှုပ်လို့မရဘူးလှုပ်လို့မရတဲ့သူတွေလည်းရှိတယ်။ဒီကတော့ dry မျက်လုံးကလေစာပြစ်လို့ရလားဆိုတာဒေါက်တာနဲ့စစ်ဆေးဖို့အတွက် appointment ယူထားရနေလေပါ။ဒီဆုံးကတော့အကောင့်နံပါတ် register လုပ်လိုက်တယ်။တို့ကလိုမျိုးမျက်လုံးလေစာပြစ်တာစိတ်ဝင်စားတဲ့သူတွေနဲ့ပါဝါများတဲ့သူတွေဆိုရင်တော့ဒီ vlog လေးကိုအဆုံးထိကြည့်ဖို့တို့က recommend ပေးချင်ပါတယ်။တို့အခုရောက်နေတဲ့ ISIS ကတော့စင်ကာပူနဲ့မလေးရှားအခွဲလာဖွင့်ထားတာဆိုတော့ International Eye Center လို့ပြောလို့ရတယ်။ special ဆိုတော့အဓိကတော့မျက်လုံးနဲ့ပတ်သက်ပြီးတော့အထူးထူးယောဂကုလို့ရတယ်။အဓိကတော့အတွင်းတွင်ခွဲတာတို့မျက်လုံးခွဲတာတို့နဲ့ပတ်သက်ပြီးတော့ specialize လုပ်ပေးစင်တာပါ။ငင်ချားသွားစရာမလိုဘဲနဲ့ international standard တိုင်း service ပေးနေရမလို့လာဖြစ်တာလေးပါတယ်။တော့မျက်လုံးလေးစာပြစ်လို့ရလား pre-test မစစ်ခင်တော့ပါဝါရင်စစ်ပေးပါတယ်။မှတ်တရတဲ့ဒုက္ခတွေမှာအဆိုးဆုံးကတော့မျက်လုံးပါဝါစစ်ရတဲ့အချိန်ပဲ။ပါဝါစစ်ရင်အမြဲဒီနံရံမောစာရီဖတ်ပြရတဲ့အချိန်ဆိုတို့ကမှစာမွေးကန်းနဲ့ရောက်နေသလိုပဲချွေးစေးတွေပါပြန်နေတကယ်။ဒိုရာရဲ့မျက်မှန်ပါဝါ900ကျော်ဆိုတော့ပါဝါများတဲ့နေရာမှာလည်းပါတယ်။ပြင်သွားတဲ့အချိန်တွေဆိုရင်ဒိုရာမျက်ကပ်မှန်တက်တာများတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဒိုရာရဲ့မျက်ကြည်လွှာပါနေမှဒိုရာအရန်ဆိုးရင်တယ်။ဒီတက်စစ်လိုက်တော့ကန်ကောင်းချင်တော့ဒိုရာရဲ့မျက်ကြည်လွှာထိုးတဲ့အနေအထားမှာရှိတဲ့အတွက်လေစာပြစ်လို့ရတယ်လို့ဒေါက်တာပြောတယ်။တက်စစ်ပြီးတော့လည်းဒေါက်တာကိုမေးချင်တာလည်းမေးလို့ရတယ်။ဒေါက်တာလည်း LASIK နဲ့ပတ်သက်တာကိုအသေးစိတ်ရှင်းပြပေးတယ်။ဒါကတော့စက်တွေအကုန်လုံးနိုင်ငံခြားတိုင်းရိုက်မှာထားတာမျက်လုံးလေစာပြစ်တဲ့ဆက်ဆိုရင် Germany ရဲ့ latest set လို့ပြောတယ်။ဒိုရာ pre-test ရင်နဲ့ဒီနေ့လေစာလာပြစ်တဲ့သူရှိရဲဆိုတာနဲ့ကြုံလို့ဒိုရာသိချင်တာလေးသွားပြီးတော့ဆက်စုလိုက်အောင်မယ်။လာလိုက်ခဲ့မခွဲစိတ်ခန်းနဲ့အခုမှထွက်လာရဆိုလို့ဒူရာလေးသိချင်တာလေးနည်းနည်းရှိလို့မေးကြည့်မယ်နော်ကဲမေးလို့ရပါတယ်ရှင်အမခွဲစိတ်နေတော့အောင်နာလားဘယ်လိုခံစားရလဲရှင်တကယ်တော့လေစိတ်လှုပ်ရှားနေခဲ့တာပဲအဖက်တင်တယ်ပေါ့နော်ခွဲကန်းထဲမှာလေလုံးဝမနာဘူးနားတယ်ဆိုတော့ခံစားချက်လုံးဝမခံစားလိုက်ရဘူးပေါ့နော်ထုံစည်းလေးလည်းခက်ပေးထားတော့လေမျက်လုံးလေးကထုံနေရဲ့အရာဝတ္ထုတစ်ခုခုမျက်လုံးကိုထိနေတာလေးတော့သိတယ်ပေါ့နော်နားတာကျင်တာမျိုးတော့လုံးဝမရှိဘူးပြီးတော့ဆရာဝန်ဆရာမတွေကလည်းစကားလေးတွေပြောနေပြီးတော့လေစိတ်လှုပ်ရှားနေရတွေပါပျောက်သွားတယ်ပေါ့နော်ဟုတ်ကဲ့စိတ်လေးနည်းနည်းပေါ်သွားတာပေါ့နော်ဟုတ်ကဲ့ရှင်အမခွဲစိတ်ပြီးတော့မျက်လုံးနာပြီးတော့တန်းဖွင့်လို့မရတာမျိုးရှိလားရှင်အဲ့လိုတော့မရှိဘူးအခုလေစာပြစ်ချင်းတောင်မှာပေါ့နော်မျက်မှန်မပါဘဲနဲ့ကြည့်ရတဲ့အမြင်ထက်ကိုပို့ပြီးတော့မြင်ရတယ်ဆိုတော့အဆင်ပြေရပေါ့နော်အဲ့လိုမျိုးမျက်လုံးလေးကမျက်ရည်ဘူးလေးတွေကျတယ်လို့မျိုးကျင်းတယ်လို့မျိုးလေးတော့ခံစားရတယ်မျက်လုံးတန်းဖွင့်လို့မရတာမျိုးတော့မဖြစ်ဘူးဟုတ်ကဲ့ဟုတ်အမနောက်ဆုံးမိကုန်းလေးတစ်ခုမေးချင်လို့ခွဲစိတ်ခန်းထဲမှာရောကြောက်ဖို့ကောင်းလားထူရာလေးသိချင်လို့ကဲမှာလုံးဝကြောက်ဖို့မကောင်းဘူးပေါ့နော်ဒီ iSet ခွဲစိတ်ခန်းထဲမှာပေါ့နော်ဒီ set တွေကနောက်ဆုံးပေါ့ခင်မင်ဒီပညာတွေတုံးထားတဲ့အတွက်ပေါ့နော်စိတ်ချရတယ်လို့မြန်လဲပြီးရယ်ညီမရဲ့ပါဝါဆိုလို့ရှိရင်450ကျော်တယ်မှာအဲ့ဒါကို9စက္ကန့်အတွင်းမှာပြစ်ပြီးသွားတာပေါ့နော်ဆရာဝန်ကပြီးပြီဆိုတော့ညီမကကိုနာကိုတော့မယုံဖြစ်နေတာပေါ့နော်ဟဲပြီးပြီလားထောက်တာပေါ့နော်အဲ့လိုမျိုးမင်းမိရယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးပါအမဖြစ်ပေးလို့လေဟုတ်ကဲ့အခုလိုမေးပြီး sharing လုပ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်လေစာပြစ်ပြီးတော့ဒီနေ့ follow လာပြရတဲ့လူနာနဲ့တွေ့ရတဲ့အတွက်သိချင်တာလေးနည်းနည်းလောက်မေးလိုက်အောင်မယ်။မလေစာပြစ်ပြီးတော့နောက်တစ်နေ့မှာရောမြင်ရဘယ်လိုလေးနေလဲရှင်။ဟုတ်လေစာပြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီမထင်ထားလောက်အောင်ပေါ့နော်။အမြင်ကကြည်လာတယ်။မနမိုးလေးလို့ဆိုလို့ရှိရင်မျက်မှန်ချစရာမလိုတော့ဘူး။နေရာမှာရှိတဲ့နာရီတွေပြက်ကလေးတွေကိုအထင်သားမြင်ရတယ်။အရင်ကဆိုမမြင်ရဘူးလေ။မျက်မှန်ပါမှမြင်ရတာ။အရင်ကထက်ကိုပဲမျက်မှန်ပါတာထက်ကိုပဲအမြင်အာရုံကပိုကြည်လာတယ်လို့ခံစားရတယ်။ဟုတ်မလုံးပြန်တက်ဖို့ဘယ်နည်းလောက်နားလိုက်ရလဲပြီးတော့ဖုန်းတွေရောကွန်ပျူတာရောချက်ချင်းပြန်သုံးလို့ရလားရှင်ဟုတ်ကဲ့ဟုတ်အလုပ်ပြန်တက်ဖို့ကကြာတော့ဂျားထဲမှာ3-4ရက်လောက်တော့သွားမှာပေါ့နော်တောက်ကြနေမှာလောက်လိုက်တယ်မန်ဒေးမှာပြန်ပြီးစားတယ်ပေါ့ဂျားထဲမှာကတော့သူက operation ပြီးပြီးချင်းတော့နောက်ရက်ချက်ချင်းသုံးလို့ရတဲ့ phone laptop ကလေဒါပေမဲ့ဆရာဝန်ကတော့မှာထားတယ်ပေါ့နော်နိုင်ဝက်တစ်ခါ screen time ရတယ်ဆိုလို့ရှိရင်နိုင်ဝက်တစ်ခါမိနစ်ပိုင်းလောက်စက္ကန့်ပိုင်းလောက်ခဏအနားပေးရတယ်ပေါ့နော်ဂျားထဲမှာလည်းဆရာဝန်ပြောထားတဲ့အတိုင်းမျက်တောင်လေးတွေခဏခဏခတ်ပေးတယ်မျက်စင်းလေးတွေလည်းပုံမှန်ခတ်ပေးတဲ့အတွက်ကြောင့်မလို့အဆင်ပြေခဲ့ပါတယ်ဟုတ်ခြားစည်းရုံနေရှိရတာနဲ့ဘာလို့ ISIS ကိုရွေးချယ်ခဲ့ရလဲ
အဓိကယုံကြည်မှုတစ်ခုပေါ့ဒီ ISET မှာကြတော့ဒီခင်မင်းနီးပညာတွေကတိတိကျကျစက်သက်နိုင်တဲ့အတွက်ကြောင့်မလို့ယုံကြည်မှုတစ်ခုရစေတယ်ပြီးလို့ရှိရင် ISET ကစင်ကာပူနဲ့မလေးရှားမှာလည်းရှိပြီးတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးမျက်စိဆေးရုံလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်လည်းရွေးချယ်ဖြစ်တယ်မျက်စိလေစာပြစ်ပြီးသွားလို့ရှိရင်ပါဝါမကျန်ဘူးကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ ISET ကိုရွေးဖြစ်တာပေါ့နော်ပြီးတော့ဒီမှာလည်းမြန်မာနိုင်ငံမှာလည်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့နည်းပညာတွေရှိတာအတွက်ကြောင့်လည်း ISET ကိုရွေးချယ်ဖြစ်တာပါဟုတ်ကဲ့မျက်မှန်တွေမျက်ကပ်မှန်တွေခဏခဏတက်နေရတဲ့ဆိုင်ရေရှည်မှာရောအမအတွက်လေးစစ်ပစ်လိုက်တာပို့ပြီးတော့တန်နေလို့ထင်လားပူတန်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမျက်မှန်တွေမျက်ကပ်မှန်တွေဆိုတာကလည်းမျက်ကပ်မှန်မှာလည်းအရေးသွေးပေါ်မူတည်ပြီးတော့ပမာဏတစ်ခုရှိတယ်ကွယ်ဒါကလည်းမကြာခဏလဲပြရတဲ့အတွက်ကြောင့်မလို့အမောင့်တစ်ခုတက်တယ်ပြီးတော့မျက်မှန်ပေါ့နော်မျက်မှန်ဆိုလို့ရှိရင်မှန်ဖို့ခိုင်းဖို့ဆိုတာရှိသေးတယ်ပြီးလို့ရှိရင်သူဒီလည်းအရန်တလက်ဆိုတာထပ်ဆောင်ရတယ်နှစ်ရှည်ကာလနဲ့ပြန်ပြီးတွက်မယ်ဆိုလို့ရှိရင်တော့ဒီမျက်စိလေစာပြစ်တာကတစ်ချိန်နဲ့တက်တက်လုံးတွက်ချိကြိုက်တယ်လို့ပဲပြောရမှာပေါ့နော်ဒီအမြင်အာရုံလွတ်လွတ်လပ်လပ်ခံစားရတဲ့ feeling ကတော့ပတ်စံနဲ့တော့ဘာနဲ့မှမလဲနိုင်ဘူးပေါ့ဒီခံစားချက်ကတော့ပိုကောင်းတာပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီ10နှစ်ကျော်ကာလတောင်ခံတဲ့အရာကိုဒီမျက်စိလေစာပြစ်တာကိုပဲပို့ပြီးတော့ recommend ပေးပါတယ်ဟုတ်ကုန်ကြစရိတ်ကလည်းဒီမျက်စိလေစာပြစ်တာကပို့ပြီးတန်တယ်လို့ပို့ခန်းစားရပါတယ်ညီမသိချင်တာလေးဖြစ်ပေးလို့လေအမကိုချီးဆူများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါတွေ့တဲ့အတိုင်းပဲမျက်မှန်နဲ့မျက်ကပ်မှန်ကြောင့်ဒုက္ခများနေတဲ့သူတွေအတွက် ISET မှာခင်မီနီပညာရည်နဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေရှိရဆိုတော့မျက်မှန်တွေလွတ်မြောက်ဖို့အတွက်မခက်ခဲတော့ဘူးเนาะပြီးတော့ ISET မှာ LASIK လောက်ဖို့မသိနေရတဲ့သူတွေအတွက်လည်းနောက်ဆုံးပေါ်နည်းပညာ ICL နဲ့လှုပ်ဆောင်လို့ရပါတယ်အဲဒါကြောင့်မလို့ LASIK လောက်ဖို့စဉ်းစားနေရဆိုရင်တော့အခုပဲ pre-test စာလုပ်လိုက်တော့เนาะဒါကတော့ LASIK လောက်ဖို့အတွက် ISET ကိုရွေးချယ်လိုက်ပြီတတား